ချက်လူချင်းပြဿနာကလေးကြီးနဲ့ငယ်ပြဿနာတွေထဲမှာမိမိတွေကြုံတွေ့ခဲ့ရတဲ့ပြဿနာတစ်ခုကတော့အကြီးနဲ့အငယ်တို့မိမိအချက်ကိုလူကြတဲ့ပြဿနာပဲဖြစ်ပါတယ်။ဘာကြောင့်အချက်လူကြလဲ။မိမိအချက်ကိုတားတယောက်ပဲလူချင်နေသမီးတယောက်ပဲမိမိအချက်ကိုလူချင်နေဆိုပြီးအချက်လူတဲ့ပြဿနာကိုကြုံရတဲ့အကြောင်းရင်းဟာတကယ်တော့ကလေးတွေရဲ့မနာလိုစိတ်ကြောင့်ပဲဖြစ်ကြတာပါ။နောက်ကလေးမွေးလာတဲ့အတွက်ကြောင့်မလို့မိမိကအရင်လောက်ငါ့ကိုမချစ်တော့ဘူးမောင်လေးကိုပို့ချစ်သွားတော့မယ်နဲ့တူတယ်ဆိုပြီးတွေးတဲ့အတွေးဟာမနာလိုစိတ်ရဲ့အဓိကအကြောင်းရင်းပဲဖြစ်ပါတယ်ကလေးငယ်လေးမွေးတဲ့အချိန်မှာအင်လာတဲ့ဧည့်သည်တွေအကုန်လုံးကဟေးအငယ်လေးကချစ်စရာလေးနော်ချစ်ဖို့ကောင်းလိုက်တာဆိုပြီးကလေးအငယ်လေးကိုပြောတဲ့အချိန်မှာကလေးအကြီးလေးဟာသူ့အများလူကြီးတွေကဘာပြောကြအောင်မလဲလို့စောင့်ဆိုင်နေတတ်ကြပါတယ်အငယ်လေးကိုချစ်ဖို့ကောင်းတယ်လို့ပြောကြပေမဲ့သမီးကြီးလေးကိုတော့တခုခုပြောဖို့ရလူကြီးတွေကမိနေကြပါတော့တယ်။သမီးလေးကချစ်စရာလေးလို့ပြောကြသူများဟာအငယ်လေးအခုတော့အငယ်လေးကိုပဲချစ်စရာကောင်းတယ်လို့ပြောလာကြပါတော့တယ်။ကလေးကြီးဟာဘေးကနေရက်နေပေမဲ့လူတွေကသူ့ဘေးမှာရှိနေမှန်းကိုတောင်မှသတိမထားမိကြတော့ပါဘူး။သူတို့အာယုံအကုန်လုံးဟာအသက်မွေးလာတဲ့ကလေးအငယ်လေးစီကိုရောက်နေကြပါတော့တယ်။ပိုချစ်ဖို့ကောင်းလာခြင်းဟာအကြီးလေးကအငယ်လေးလောက်ချစ်စရာမကောင်းတော့ဘူးဆိုအတိတ်ပဲလို့ကလေးအကြီးလေးရဲ့စိတ်ထဲမှာထင်ရှားပြလာပါတော့တယ်။လူတွေဟာငါ့ကိုအရင်ကလောက်မချစ်တော့ဘူး။မောင်လေးကိုပဲချစ်တော့တယ်လို့တွေးပြီးဝမ်းနည်းလာပါတော့တယ်။အဲ့လိုပဲမိမိဟာလင်းသူနဲ့တူတူနေတဲ့အချိန်အကုန်လုံးကိုအခုတော့မောင်လေးနဲ့ပဲနေပါတော့တယ်။မိမိကသူ့ကိုဂရုမစိုက်တော့ဘူး။မောင်လေးနားမှာပဲနေတော့တယ်လို့ကလေးကထင်လာကြပါတော့တယ်။သူ့ကိုချစ်တဲ့မိမိအချစ်တွေသူ့ကိုချစ်တဲ့ဒဇိမ့်တရံစာရဲ့အချစ်တွေအကုန်လုံးကိုမောင်လေးကအကုန်လုံးကိုတိမ့်ပိုက်ယူသွားတယ်မိမိကိုလည်းမောင်လေးကယူသွားတယ်လို့သူထင်လာစတင်ထင်လာပါတော့တယ်အဲ့လိုထင်လာခြင်းဟာအသက်မွေးလာတဲ့ကလေးအငယ်လေးကိုကလေးအကြီးလေးတွေမနာလို့ဖြစ်စေတဲ့အဓိကအကြောင်းရင်းပဲဖြစ်ပါတယ်ဘယ်လိုလုပ်ပေးရမလဲကလေးကြီးလေးကမိမိလာခဲ့ဆိုပြီးငိုယိုခေါ်တဲ့အချိန်မှာမိမိကကလေးငယ်လေးကိုတယောက်လက်ထဲမှာခဏထားခဲ့ပြီးကလေးအကြီးလေးစီသွားရပါမယ်ကလေးအကြီးလေးကိုရင်ခွင်ထဲထည့်ပြီးချော့ထားပွေထားရပါမယ်ကလေးအကြီးလေးကိုပွေထားရင်းနဲ့ကလေးအကြီးရဲ့စိတ်ခံစားချက်ကိုမိမိကဂရုတစိုက်နဲ့ထွေးပွေပြီးတော့နားလည်ပေးရပါမယ်ပြီးတော့မိမိဟာသမီးလေးဟာမိမိရဲ့မိမိပဲမိမိဟာသမီးလေးရဲ့မိမိပဲဖြစ်တယ်ဆိုတဲ့အကြောင်းသမီးကိုမိမိကချစ်တယ်ဆိုတဲ့အကြောင်းပြောပြရပါမယ်ဒီနေရာမှာသမီးကိုမိမိကအချစ်ဆုံးဆိုတဲ့စကားလုံးမျိုးကိုမသုံးရပါဘူးအချစ်ဆုံးလို့တယောက်တည်းပဲချစ်တယ်လို့ဘသူ့ကိုတော့ပို့ချစ်တယ်လို့ဆိုတဲ့စကားလုံးတွေဟာမိဘများအနေနဲ့ဘယ်တော့မှမပြောရမယ့်စကားလုံးများဖြစ်ပါတယ်ဒါကိုရှောင်ကျဉ်ဖို့လိုပါတယ်မိမိကသမီးလေးကိုမောင်လေးကိုချစ်တယ်လေမောင်လေးကသမီးလိုထမင်းမစားတတ်သေးဘူးမောင်လေးကချိုပဲစုပ်တတ်သေးတာသမီးငယ်တုန်းကလေမောင်လေးလိုပဲချိုလေးအများကြီးဆိုတာပေါ့အခုတော့မောင်လေးကချိုစုတဲ့အတွက်ကြောင့်မလို့မောင်လေးကိုမမီးကချိုတိုက်ဖို့လိုတယ်မောင်လေးချိုမစုအောင်လို့ရှိရင်မောင်လေးကဗိုက်စာပြီးတော့ငိုမှာပေါ့မိမိသမီးမစားလို့ရှင်မိမိလည်းဗိုက်စာတယ်မလားအဲ့လိုပဲမောင်လေးကလည်းချိုစုဖို့လိုတယ်ဆိုပြီးသမီးလေးကိုခလေးနားလေးစကလုံးမျိုးလေးနဲ့ကလေးအကြီးလေးကိုပြပေးဖို့လိုပါတယ်ဒီလိုပဲအင်ကိုဧည့်သည်လာတဲ့အချိန်မှာတရက်ယောက်ကဟေးအငယ်လေးကချစ်စရာကောင်းလိုက်တာချစ်စရာလေးလို့ပြောတိုင်းမှာဘေးမှာသမီးကြီးရှိနေလို့ရှိရင်ခလေးအကြီးရှိနေလို့ရှိရင်သားလေးရေသမီးလေးရေသားရဲ့ညီလေးကသို့မဟုတ်သမီးရဲ့မောင်လေးကသမီးနဲ့တူလို့သားနဲ့တူလို့ချစ်စရာကောင်းတာနော်သားငယ်ငယ်တုန်းကလေညီလေးလိုပဲမျက်လုံးလေးတွေကတိတ်လှတာဟောဒီမှာကြည့်ပါဦးသားမျက်လုံးလေးတွေနဲ့ညီလေးမျက်လုံးတွေမတူဘူးလားညီလေးချောတယ်ဆိုတာသားနဲ့တူလို့ချောတာပေါ့ဆိုတာမျိုးကလေးလေးကိုပြောပြရပါမယ်ကလေးငယ်လေးမွေးတဲ့အချိန်မှာကလေးကြီးဟာကလေးလေးပဲမို့လို့ကလေးငယ်လေးမွေးခင်တုန်းကသူ့အကုန်ရထားတာတွေဥပမာမိမိအနားမှာသူ့ပဲရှိနေရမျိုးကိုတဝက်ခွဲပေးလိုက်ရတာမလို့သူ့စိတ်ထဲမှာစိတ်ထိခိုက်ခံစားရမှာပါပဲဒါကိုလူကြီးကပါနဲ့လိမ်မာစွာနဲ့ကင်တွယ်နိုင်မယ်ဆိုရင်တော့အကြီးနဲ့အငယ်ပြဿနာလေးတွေရောသွားမှာဖြစ်ပါတယ်ဖေဖေမေမေတို့သိထားမယ့်အချက်ကကလေးအငယ်လေးမွေးတဲ့အချိန်မှာကလေးအကြီးကိုလူကြီးတွေသိတယ်လို့မျိုးသားအကြီးပဲသမီးကအကြီးပဲ
ခွင့်လွှတ်ရမယ်နားလည်ပေးရမယ်ဆိုတာမျိုးမတောင်းဆိုဘဲနဲ့ကလေးအကြီးလေးရလေကလေးလေးပဲဖြစ်တယ်အသက်မွေးလာတဲ့ကလေးအငယ်လေးရလေကလေးလေးပဲဖြစ်တယ်ဆိုတာမျိုးကိုနားလည်ပြီးတော့ပြုလုပ်ပေးနိုင်မယ်ဆိုရင်တော့ကလေးကြီးနဲ့အငယ်အချစ်လူချင်းပြဿနာတွေကိုရောနေတော့အောင်လို့လုပ်ပေးနိုင်မှာပါပဲ